Did you know I saved your note, folded in my wallet? အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ပင်ကိုစရိုက်ဟာမွေးကလေးကကိုပါလာသလားဆိုတဲ့အကြောင်းအရာကိုမျှဝေပေးခြင်းပါတယ် လူတယောက်ရဲ့စရိတ်ကဘယ်ကနေလာလဲဗျမျိုးရိုးချောင်းလားပတ်ဝန်းကျင်ချောင်းလားဒါကအမြဲတမ်းမေးနေကြတယ်မိခွန်ကြီးတစ်ခုပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့တော်တော်လေးကိုစဉ်းစားစရာကောင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့စရိတ်လက္ခဏာတစ်စိတ်တစ်ပိုင်းဟာမမွေးခင်ကတည်းကကိုပုံတွင်းပြီးသားဖြစ်နေနိုင်တယ်ဆိုတဲ့အချက်ပါပဲဟုတ်ပါတယ်ဒီအဆိုကတော့တော်တော်လေးကိုစဉ်းစားစရာပဲတင့်ရဲ့စရိတ်လက္ခဏာဟာတင့်ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ဘူးတဲ့ကြားလိုက်တာနဲ့တင်ဟင်းဆိုပြီးဖြစ်သွားတယ်မလားအဲ့ဒါဘယ်လိုဖြစ်နိုင်မှာလဲဘာကိုဆိုလိုချင်တာလဲလားအတူတူအဖြစ်ရှာကြည့်ကြတာပေါ့ဆိုတော့ကိုယ်တိုင်မရွေးချယ်ခဲ့ဘူးဆိုတဲ့စကားရဲ့နောက်ွယ်မှာဘာရှိလဲအခုပဲကျွန်တော်တို့အဲ့ဒီထဲကိုစဉ်းကြည့်ကြမယ်လူတရားရဲ့ပင်ကိုတဘာဝတစ်စိတ်တစ်ပိုင်းကမမွေးခင်ကတည်းကကိုဆုံးဖြတ်ပေးတော့ထိနေနိုင်တယ်ဆိုတဲ့အယူအဆကိုပေါ့အေးဒါပေမဲ့ခဏလေးနော်ဒါကကန်ကျမာတို့ဘီတင်တို့အကြောင်းပြောနေတာလုံးဝမဟုတ်ဘူးအဓိကပြောချင်တာကလူတယောက်စိတ်ဖြစ်စီးမှုတစ်ခုခုနဲ့ကြုံလာရခါဘယ်လိုတုံ့ပြန်မလဲဆိုရက်အဲ့ဒီအခြေခံအာယုံကြောစနစ်ကိုကြိုတင်ပြီး program ရေးဆွဲထားတယ်လို့ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းပါကဲဒါဆိုရင်ဒီဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့နောက်ွယ်မှာတိပတ်နီးကြဘလို့အလုပ်လုပ်နေလေဆိုတာကိုကြည့်လိုက်ကြရအောင်အရာအလုံးကဘယ်နဲ့ဆက်လာလဲအစားကတော့ဒီကောင်လေးပါပဲ cortisol တဲ့ကြားဖို့ကြမှာပါကျွန်တော်စစ်ဖြစ်စီးမှုတွေခံစားရတဲ့အခါခန္ဓာကိုယ်ကနေထွက်လာတဲ့ဟော်မုန်းပေါ့ဒီဇလန်တစ်ခုလုံးရဲ့အဓိကဇက်ကောင်ကသူပဲဗျသူကနေပဲအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေတာကဲဒီမှာအစင်3စင်နဲ့ဘလို့ဖြစ်သွားလဲဆိုတာကိုကြည့်ရအောင်ပထမဆုံးမိခင်ကစိတ်ဖြစ်စီးမှုကိုခံစားရတယ်အဲ့ဒီအခါမှာ cortisol ဟော်မုန်းလေခန္ဓာကိုယ်ထဲမှာထွက်လာပြီဒုတိယအဆင့်ကမှလဲဆိုတော့အဲ့ဒီဟော်မုန်းကအချင်းကိုဖြတ်ပြီးတော့ဟိုးတန်တေသားစီကိုတိုက်ရိုက်ရောက်သွားရောနောက်ဆုံးအဆင့်ကတော့အဆုံးအဖြတ်ပဲအဲ့ဒီဟော်မုန်းအချက်ပြမှုကကလေးရဲ့စိတ်ဖြစ်စီးမှုတုံ့ပြန်ရေးစနစ်ကိုတစ်သက်စာချက်ပုံစံချလိုက်တယ်လို့ program ရေးလိုက်တယ်လို့ဖြစ်သွားစေတာပါပဲကောင်းပြီဒီလိုမျိုးမမွေးခင်ကတည်းက program ရေးဆွဲခံလိုက်ရတယ်ဆိုတော့အဲ့ဒါကဘဝတစ်ချောင်းလုံးမှာရောဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဒီချက်နဲ့ပတ်သက်ပြီးအခိုင်အမာပြောနိုင်တဲ့သက်သေတစ်ခုရှိပါတယ်အဲ့ဒါကတော့2015ခုနှစ်တုန်းကလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုကနေထွက်ပေါ်လာတာမှာအဲ့ဒီလေ့လာမှုကဘာကိုတွေ့ခဲ့လဲဆိုတော့မမွေးခင်မှာမိခင်ရဲ့စိတ်ဖိစီးမှုတန်ကိုခံခဲ့ရတဲ့ကလေးတွေဟာကြီးလာတဲ့အခါမှာတခြားသူတွေထက်ကြောက်စိတ်ပုံဝင်လွယ်တာစိတ်ပြအားငယ်မှုပိုဖြစ်လွယ်တာကိုတွေ့ခဲ့ရတယ်ဗျာဆိုတော့အဓိကအချက်ကဘာလဲဆိုရင်ဒီလိုမမွေးခင်ကတည်းကဖြစ်သွားတဲ့အာယုံကြောစစ်နစ်ရဲ့ပြောင်းလဲမှုကလူတယောက်ရဲ့စိတ်ဖြစ်စီမှုတုံ့ပြန်ရဲ့ system ကိုတက်တက်စာလုံးအတွက်ချိန်ညှိပေးလိုက်တယ်လို့ပါပဲပြောရရင်ဘဝမှာစိတ်ဖြစ်စီမှုကတကယ်မကြုံဘူးသေးခင်မှာကတည်းကအဲ့ဒီ system က setting ချတည်ထားဖြစ်နေတာပေါ့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုသိပ္ပံပညာလောကမှာတည်တံ့ပေးထားတဲ့နာမည်တစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတာကြည့်လိုက်ရအောင်အဲ့ဒါကတော့ fetal programming ပါပဲတန်ဒေတာ program ချက်ချင်းလို့တက်ရိုက်ပြန်လို့ရမယ်ထင်တယ်အတိပ္ပယ်ကတော့ရှင်းရှင်းလေးပါပဲကိုဝင်ဆောင်နေတော့ပတ်ဝန်းကျင်မှာဖြစ်တဲ့ဖြစ်ပျက်တွေကတန်ဒေတာလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုအမြဲတမ်းအထွေပြောင်းလဲပြစ်နိုင်တယ်ဆိုတဲ့ theory ပါပဲအဆုံးတတ်မှာတော့အစကပြောခဲ့တဲ့အဆိုကိုပြန်ကောက်ရရင်ကိုလာရွေးချယ်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲဒါကဘာကိုပြနေလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ရိုက်လက္ခဏာတချို့တဝက်ဟာကိုယ့်ရဲ့ချင်းချုံမှုအပြင်ဘက်ကအကြောင်းတရားတွေကြောင့်ပုံဖော်ခံရနိုင်တယ်ဆိုတာကိုပဲထပ်ပြီးအလေးပေးလိုက်တာပါပဲဒီတော့ဒီအကြောင်းအရာတွေအလုံးကကျွန်တော်တို့ကိုမိခွန်းတစ်ခုနဲ့ထားခဲ့တာပဲအဲ့ဒါကတော့ကျွန်တော်တို့ဖြစ်တည်နေတဲ့ပင်ကိုးစရိုက်တွေကဘလောက်ထိများကြိုတင်ရေးဆွဲပြီးသားဖြစ်နေနိုင်မလဲဆိုတာပါပဲဟုတ်တယ်ဒါကတော့တကယ်ကိုဆက်ပြီးတွေးစရာကောင်းတဲ့အခြေတစ်ခုပါပဲဗျာ Did you know you still show up in the small things?